Hello everyone လီယိုတို့ပြန်ဆောင်ကြပြန်ပြီเนาะဆိုတော့အခုလီယိုတို့ mid month ပေါ့เนาะလလေကိုရောက်ပြီအဲ့တော့မေလလေကိုရောက်ပြီဖြစ်တယ်အဲ့တော့လလေရောက်ပြီဆိုတော့ mid month reading လေးပေါ့လေလီယို YouTube channel နဲ့ Facebook page ကနေတင်ဆက်ပေးနေကြ one of the readings ပေါ့เนาะအဲ့တော့ not no nishak trat terror not no naked terror ပေါ့เนาะမတိသူကြော်သွားတိသူဖော်စားမဲ့မိမိဘဝရဲ့ soul purpose ကိုလာစဉ်ဖော်ပြပေးတဲ့ reading မျိုးစားလေးပြန်လည်တင်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့ not note ရဲ့သဘောကတော့အားလုံးသိထားပြီးသားဖြစ်မယ်တင်ပါတယ်ဒီကိုခဏခဏပြောနေရပေါ့နော် not note က Rahu နော်အတူတူပဲ not note ကဒါ western အခေါ်အရာ not note လို့ခေါ်တယ် Vedic ပေါ့နော်အရှေ့တိုင်းနဂတဗေဒပညာရဲ့အရာ Rahu လို့ခေါ်တယ်အဲ့တော့အရေးချိုပေါ့နော်အကောင့်ထဲ dread to မရှိတဲ့အရေးချိုနဲ့ဆက်ပြီးတော့သူ့ရဲ့သဘောတရားတွေကိုလီယိုကဒီ terror ပညာရဲ့နဲ့ instill လုပ်ပြီးတော့ပေါင်းဆက်ပြီးတော့ဖတ်ပြီးတာဖြစ်တယ်ပေါ့နော်အဲ့တော့လူသားတွေမှာမိမိဘဝအတွက်တသက်တာအတွက်အနေထိုင်ရမယ့်ဘဝလမ်းကြောင်းဆိုတာရှိတယ်ဘဝခရီးလမ်းဆိုတာရှိတယ်ဒါ soul destiny ဆိုတာဘဝလမ်းကြောင်းဖော်ပြီးတဲ့ blueprint မှာအားလုံးပါလာပြီးသားဖြစ်တယ်အဲ့တော့အဆိုတော်လောက်ရတဲ့သူကလောက်ရတယ်နော်building ဆရာလောက်ရတဲ့သူကလောက်ရတယ်ဆရာဝန်လောက်ရတဲ့သူကလောက်ရတယ် engineer လောက်ရတဲ့သူကလောက်ရတယ်ကျွန်တော်တယောက်ရဲ့ဘဝပေးကုသိုလ်ကံဘဝပေးကံလမ်းကြောင်းလေးမတူကြဘူးအဲ့တော့ဒါတွေကိုဖော်ထုတ်တဲ့နေရာမှာ one of them reading ကဒီ not note နဲ့ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးကိုလီယိုက idea လေးယူပြီးတော့ tarot reading နဲ့ပေါင်းဆက်ပြီးတင်ဆက်လာတာပေါ့နော်2022ကလေးကဆိုတော့ကြာခဲ့ပြီ okay ဒါလေးကတော့ဒါ intro မိတ်ဆက်လေးဖြစ်တယ်ပေါ့နော်အဲ့တော့ထုံးစံတိုင်းလာစဉ်ကြည့်ဘူးနေကြအားပေးနေကြ support လုပ်နေကြ subscriber စီ friends စီ solution တော့တည်ပြီးသားဖြစ်မယ်ပေါ့နော်ဘယ်လိုလေး reading လုပ်လဲဆိုတော့ဒီမှာမတူညီတဲ့ not note answer တုံးလေး3ခုလီယိုခွဲထားတယ်ပေါ့နော်အဲ့တော့ not note group 3ခုရှိမယ် group 3ခုကိုဖတ်ပြီးမယ်ပေါ့နော်အဲ့တော့ dice တစ်ခုချင်းစီရဲ့ group လေးတွေလေးနာမည်လေးပြောပြမယ်ပေါ့နော်အဲ့တော့ဒီဘက်ကဘယ်ဘက်အစွန်ဆုံး not note dice က group 1ဖြစ်မယ်အလဲက group 2ဖြစ်မယ်ညာဘက်အစွန်ဆုံးကတော့ group 3ဖြစ်မယ်ပေါ့နော်အဲ့တော့ dice 1 dice 2 dice 3ပေါ့နော်ကိုကဘယ် group ကို draw ဖြစ်တယ်လဲဘယ် group ကကိုယ့်ရဲ့ဒီမေလ15ရက်နေ့ကနေဂျွန်15ရက်နေ့ထိပေါ့နော်ဘဝလမ်းကြောင်းဘယ်လိုလမ်းကြောင်းပေါ်ရှောင်လန်းရမယ်ဆိုတာကိုsignal ပြမလဲပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ group လေးတစ်ခုကိုရွေးချယ်ထားပြီးပါလီကိုအချိန်လေးတစ်ခုပြီးမယ် okay ဒီလောက်ဆိုရင်တော့စိတ်ထဲမှာ group တစ်ခုမှထားပြီးတင်တယ်ဒါဆိုလို့ရှိရင် dice တစ်ခုချင်းစီကဘယ်လို message တွေပေးမလဲဆိုတာလီယိုနဲ့တူကြည့်လိုက်ကြမယ်နော် okay လီယိုပထမဆုံးအနေနဲ့ဒီ not note answer တော့အဖြူလေးကိုရွေးထားတဲ့ group တွေအတွက်မေ15ရက်နေ့ကနေဂျွန်15ရက်ပေါ့နော် May 50 to June 50အတွက်မိမိဘဝရဲ့ soul purpose Nasha track message ပေါ့နော် naked message လေးကဘာဖြစ်မလဲဆိုတာကြည့်လိုက်မယ်ပေါ့နော်အဲ့တော့လီယိုပထမဆုံး naked နဲ့ပတ်သက်တဲ့ဟာလေးကိုကြည့်ကြမယ် okay all right okay အဲ့တော့ဒီ group ကလေပထမဆုံးလေးကိုမြင်တာကတခုခုဆိုလို့ရှိရင်ဘဝမှာလွယ်နဲ့မရတတ်တဲ့သူတွေပေါ့နော်သူများထက်ကိုပို့ပြီးတော့ခက်ခဲတတ်တယ်ဘဝကနည်းနည်းကျန်းတယ်ပေါ့နော်ဘဝကျန်းတဲ့သူတွေပါတယ်ခက်ခဲတယ်ပင်ပန်းတယ်ဆရာရဲ့လူပဲခက်ခဲမှာပေါ့ပင်ပန်းမှာပေါ့လို့ဆရာရွှီးနေတာလားရွှီးနေတာမဟုတ်ဘူးသူများထက်ကိုပို့ပြီးတော့နှစ်ဆပင်ပန်းရတာမျိုးခက်ခဲရတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့လေအောင်မြင်ပြီဆိုလို့ရှိရင်လည်းဝုန်းငန်းနေပေါ့နော်သူများထက်ကို2ဆ3ဆပို့ပြီးတော့အောင်မြင်တတ်တယ်အဲ့တော့ဆိုလိုတာပေးဆက်ရတာနဲ့တက်ပါတယ်တန်တဲ့ group ပေါ့နော်တနေ့တယောက်မကြည့်ဘူးလေတချို့တွေကပေးဆက်ရပြီမဲ့ပေးဆက်တဲ့လောက်မတန်ဘူးပေါ့နော်ပြန်မရရရှိရဒီ group တွေကကြတော့ပင်မန်းနဲ့ခဏအစပြန်ကြော့ပြီးတော့လှုပ်ရတယ်ဒါပေမဲ့အောင်မြင်ပြီဆိုလို့ရှိရင်လည်း2ဆ3ဆအောင်မြင်တတ်တဲ့သူတွေပါတယ် okay ဒီမှာဆိုလို့ရှိရင်လီယို Ardra နဲ့ခက်ကိုတွေ့ရပေါ့နော်အဲ့တော့မိမိရဲ့ sanction နဲ့ခက်
ဒါတွေကတော့ဒါ astrology သိရတဲ့သူတွေကြည့်နေရဆိုလို့ရှိရင်တော့နားလည်မယ်ပေါ့နော်အဲ့တော့ Sanction နဲ့ခက်တို့လက်စီးနဲ့ခက်တို့เนาะ Lagna Nakshatra เนาะ Lunar Nakshatra Moon Nakshatra or Sun Nakshatra တနင်္ဂနွေနက္ခတ်စီလည်းဖြစ်နိုင်တယ် Ardra နက္ခတ်ဆိုတဲ့ Gemini ပေါ့နော် Ardra နက္ခတ်စီးနေတဲ့သူတွေပါကောင်းပါနိုင်တယ်ပေါ့နော်အဲ့တော့ဒီ group ကတချို့တွေကတချို့မဟုတ်ပါဘူးလူတော်များများဒီနီးပညာနဲ့ဆက်ဆက်ပြီးလှုပ်လှုပ်ရတာ technology နဲ့အရန်အကျိုးပြီးတာเนาะလူတွေနဲ့ပြောဆိုဆက်သွယ်ပြီးတော့လှုပ်လှုပ်ရတာ email ခဏပို့ email ပို့စာပေးစာယူတွေလုပ်အဲ့လိုပေါ့နော်အမြဲတမ်းကူးလူးဆက်သွယ်ပြောဆိုဆက်သွယ်နေ့တူကအဲ့လိုမျိုးကူးလူးဆက်သွယ်ပြောဆိုဆက်သွယ်ပြီးအလုပ်လုပ်ရတဲ့သူတွေပါလိမ့်မယ်ပေါ့နော်တချို့ကျတော့မိသားစုထဲမှာကိုကတယောက်တည်းတင်းခွက်ထွက်နေတာ black sheep လို့မျိုးပေါ့နော်black sheep ဆိုတာဘယ်လိုပြောမလဲစုံပြူလေးပေါ့ဒါမဲ့တကယ်ကိုကအကျဉ်ခံထားရတော့မဟုတ်ဒါမဲ့ you feel like I'm like a black sheep in my family ပေါ့နော်ငါရဲ့မိသားစုမှာငါသူတို့နဲ့လည်းမတူဘူးပေါ့နော်ငါသူတို့နဲ့အမြဲတမ်းအဝေးရမှာနေခြင်းနဲ့ဆိုရယ်စိတ်တွေအိမ်ကနေအမြဲတမ်းထွက်ပြေးခြင်းနဲ့ဆိုရယ်စိတ်တွေများနေတဲ့သူတွေလည်းပါလိမ့်မယ်ဆိုတော့ you thinking different maybe တချို့တွေကကိုယ့်ရဲ့ skin color ကအစနော်ကိုယ့်ရဲ့မိသားစုဝင်တွေနဲ့မတူတာစိတ်ခံယူချက်ချင်းသဘောထားချင်းမိသားစုရဲ့ tradition မိသားစုရဲ့ထုံးတမ်းစင်လာနဲ့ကိုယ့်ရဲ့ယူဆချက်တွေနဲ့မတူညီတာနော်တချို့ကြတော့လေသပင်ရောင်မတူဘူးเนาะကိုကသပင်အရန်မဲနဲ့နဲ့ဒါမဲ့ကိုယ့်ရဲ့မိသားစုဝင်တွေကသပင်တွေအဲ့လောက်ထိမဲနဲ့မနေဘူးပေါ့เนาะအဲ့လိုမျိုးလေးတွေပေါ့အမြဲတမ်းကိုဒီအမဲတွေကြားထဲမှာဖြူနေတယ်အဖြူတွေကြားထဲမှာမဲနေတယ်အဲ့လို energy လေးတစ်ခုရှိတယ်ပေါ့เนาะအဲ့လိုလူမျိုးတွေပါတယ်Okay ဆိုတော့လီယိုပထမဆုံးစပြီးတော့အာယုံခံပြီးတော့မြင်လိုက်တဲ့ message ကနေပြန်ကောက်ပြီးပြောမယ်ဆိုလို့ရှိရင်ဘဝမှာအမြဲတမ်းခုနပြောသလိုပေါ့เนาะပြောင်းလဲပြရတာတခုကိုလုံးဝရက်တန့်ပစ်ပြီးတော့နောက်တစ်ခုကူးရဲ့အချိန်မှာအရန်ကိုဘယ်လိုပြောမလဲဒီ transformative energy ပြောင်းလဲတဲ့ energy ကအရန်ကိုမြန်တယ်လျှက်တစ်ပြက်ဆန်တယ်ပစ္စလက်ဆန်တယ်ပေါ့နော်အဲ့တော့ဘဝမှာပြန်ပြီးတော့ရုံးရတာပေါ့ဒါပေမဲ့အောင်မြင်ပြီဆိုလို့ရှိရင်လည်းသူများတဲ့2ဆ3ဆအောင်မြင်တတ်တဲ့ group တွေပါလိမ့်မယ်အဲ့တော့ okay အဲ့တော့ဒီ group က Ardra နဲ့ဆိုင်မယ်ပေါ့နော်အဲ့တော့ Ardra နဲ့ခက်စီးနေတဲ့သူတွေပါနိုင်တယ် maybe okay အဲ့တော့ဒီတို့ no message လေးဆက်ကြည့်မယ် May 15 to June 15 to a message ပေါ့နော် All right Thank you very much Okay So beautiful message Finally time Okay Secondမြင်ရမှာဆိုလို့နေလီစီလိုက်ပါမယ် Okay ဒီလောက်ဆိုရင်ရပြီအဲ့တော့ဒီ group ကိုပြောမယ်နော်အခုနလီယိုပြင်ခဲ့တဲ့အတိုင်းပဲပေါ့နော်ကိုယ့်ရဲ့စိတ်မှာအမြဲတမ်း inner security ရှိရငါ့ကိုကူညီမဲ့သူမရှိဘူးငါကအမြဲတမ်းအပြစ်ပယ်ခံထားရ rejection ပေါ့နော်ငါ reject အလုပ်ခံခဲ့ရတယ်ငါနားမှာကူညီပေးမဲ့သူမရှိဘူးဖေးမမဲ့သူမရှိဘူးတခုခုဆိုကိုအားကိုရတယ်ဆိုပြီးတော့ကို feeling small ပေါ့နော်feeling contracted ပေါ့နော်တင်ငယ်စိတ်ဝင်လွယ်တယ်ပေါ့လေတင်ငယ်စိတ်ဝင်တက်တဲ့သူတွေများတယ်ဝင်လွယ်တချို့ကြတော့ဘဝမှာအခုအချိန်မှာငွေကြေးနဲ့ပတ်သက်ပြီး struggle လုပ်နေရတဲ့အဆင်မပြေသေးဘူးကျန်းမာရေးနဲ့ပတ်သက်ပြီး struggle လုပ်နေရတဲ့အဆင်မပြေသေးဟောကိုကကူညီပဲအခုကိုကကူညီခြင်းနဲ့ဒါမှမဟုတ်ကိုကအကူညီတောင်းခြင်းနဲ့ဆိုလို့ရှိရင်လည်းကို့နာမှာဟိုကိုတီရောက်ဖေးဖေးမကူညီပေးမဲ့သူကမရှိပြန်ဘူးနော်ဒါပေမဲ့ your life purpose ကလေအဲ့ဒီကူညီမဲ့သူကိုစောင့်ရမှာမဟုတ်ညှော်ရမှာမဟုတ်ဘူးတဲ့နော် at the same time เนาะဒီလတွေမှာဒီ May 15เนาะ June 15ကာလတွေမှာကိုယ့်ရဲ့စိတ်ထဲမှာစိတ်ထွက်ပေါက်ပိတ်နေရလို့ခံစားရတာပေါ့နော်ဘာလို့ရမှမသိဘူးအမြဲတမ်းဘက်ကီယာဆွဲနေကိုယ့်ရဲ့ဘဝကလေ
လီယိုဘာမြင်လဲသိလား သူများတွေလိုမျိုးကိုကအောင်မြင်နိုင်တယ်နော်သူများတွေလိုအောင်မြင်နိုင်အောင်စူးစမ်းလို့ရတယ်နေရာတစ်ခုရအောင်စူးစမ်းလို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ကို limit လုပ်ထားတာတွေတွေးရတယ်ပေါ့နော်အခုနပြောတယ်လို့ပေါ့နော်ငါအဆင်မပြေပါဘူးငါအပြစ်ပဲခံထားရတယ်ငါဘာပဲလုပ်လို့ appreciate လုပ်မှာမဟုတ်ဘူး I'm feeling small ပေါ့နော် less confident ပေါ့ confident နည်းနေတာအဓိကပြောလီယိုအစပြောတယ်လို့ပေါ့နော်ဘဝပြောင်းလဲဖို့လိုတာပေါ့အရင်တော့ဘာလုပ်ခဲ့တယ်အခု next level တက်ဖို့အတွက်ဘာလုပ်ရမလဲပြောင်းလဲသိရင်ပြောင်းလဲရမယ်နော်ဆိုလိုအရင်အလုပ်ကြီးပဲကိုယ့်အတွက်ကောင်းချင်မှကောင်းမှာနော် it demand you to change a new life ဘဝတစ်ခုပြောင်းဖို့တော့ပြောနေအနဲ့ခက်စီးနေတာဖြစ်တဲ့ကြောင့်မို့လို့ရေးပေါင်း16000နဲ့ပြောင်းရမှာပဲပြောင်းလဲပြရမယ်အလုပ်ပြောင်းတာဖြစ်ဘဝပြောင်းတာဖြစ်မယ် career path ပြောင်းတာဖြစ်မယ်နေရာထိုင်ခင်းနေရာဒေသပြောင်းတာဖြစ်မယ်မြေကြီးပေါင်း16000နဲ့ပြောင်းမှတော့ညာလဲခုနလေးကိုပြောခဲ့တယ်အောင်မြင်သူများတဲ့2ဆ3ဆပိုအောင်မြင်တတ်တယ်နော်ဆိုတဲ့စကားကိုမမေ့နဲ့အဲ့ဒါတကယ်နော်ဘာလို့လဲဆိုတော့ဒီနေ့ခက်စီးနေတာ哦နော် okay ဆိုတဲ့ကြောင့်မို့လို့ကိုယ့်ရဲ့စိတ်တဲ့ကားပေါက်တွေဖွင့်ဖို့လိုအပ်တယ်မလိုလားအပ်တဲ့အတွေးတွေမဖြစ်သေးတဲ့အနာဂတ်အတွက်စိတ်ပူပန်နေတာမျိုးလေးတွေဒီ May 15 to June 15မှာလှုပ်ချရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ဘဝအောင်မြင်ရေးတက်လမ်းကိုပိတ်ဆို့တားဆီးထားတဲ့အရာတွေကဘယ်သူမှမဟုတ်ဘူးတဲ့နော်ဘာ external factors မှမရှိဘူးတဲ့ကိုယ့်တယောက်တည်းကြောင့်ဖြစ်တာပါတဲ့နော်အများကပြောတဲ့စကားတွေအများကပြောတဲ့ဝေဖန်တာတွေမိသားစုကပြောတဲ့ဝေဖန်တာတွေဂယုစိုက်စရာမလိုဘူးအဲ့ဒါလေးတွေကကိုယ့်ဘဝကိုတိမ်ငယ်စိတ်ဝင်အောင်လှုပ်နေရပါအမှန်တကယ်ကတော့သူတို့ပြောတဲ့အတိုင်း traditional လမ်းအတိုင်းเนาะတမယိုးကြရှောက်နေတဲ့လမ်းအတိုင်းမရှောက်ဘဲနဲ့ကိုထင်းတဲ့အတိုင်းဖောက်ပြီးတော့ရှောက်လို့ရတယ်လေကိုစိတ်ထဲမှာတင်ငါဒီလမ်းရှောက်မှာငါဒီလုပ်မယ်เนาะမိသားစုကအင်စီးဝါးကြီးလုပ်တယ်ငါဒါမလုပ်ချင်ငါနီးပညာနဲ့ပတ်သက်ပြီးတော့ငါလုပ်ချင်တယ်ငါတချင်းဆိုချင်တယ်ငါတချင်းတွေရေးချင်တယ်ငါကွန်ပျူတာနဲ့အလုပ်လုပ်ချင်တယ်အဲ့လိုမျိုးပေါ့ဆိုတော့ခွဲထွက်မှပဲအောင်မြင်မဲ့ energy တခုကိုပြတယ်ဒါကြောင့်မို့လို့အဲ့ basic ကားတွေကိုအနီးအဝင်းဝိုင်းမှာကိုเนาะstress ပြီးနေတဲ့အရာတွေကိုအနားထဲကိုမထည့်ပါနဲ့ခေါင်းထဲကိုမထည့်ပါနဲ့နော်အဓိကဘာ energy တွေးရလဲဆိုတဲ့ခါကျကိုကရယူဖို့အတွက်ဒီလမှာမပေးဆက်လို့တော့မရပါဘူးเนาะပေးဆက်ရမယ်လှူဒန်းရမယ်ပေးခဲ့ရမယ်ရှိတဲ့အနေထားရှိတဲ့အလျောက်ပေါ့เนาะမစုံမဖို့လေးဖြစ်နေတယ်မလူတော့ပါဘူးလေအဲ့လိုမဟုတ်ဘူးမစုံမဖို့ဖြစ်နေလဲကိုနိုင်တဲ့လောက်တတ်နိုင်တဲ့လောက်ဦးညီဖေးမှပြီးတာမျိုးကိုရဲ့ဘဝကျန်းခဲ့တယ်ဆိုလို့ရှိရင်လည်းအခုလက်ရှိအခြေအနေမှာဘဝ level တစ်ခုရောက်နေပြီဆိုလို့ရှိရင်ကိုလိုပဲဘဝကျန်းခဲ့တဲ့သူတွေအစင်မပြေရဲ့လူတွေအကြောင်းမလားလူတွေတွေ့လို့ရှိရင်လည်းကိုကပြန်ပြီးဖေးမှပြီးတာကူညီပေးတာ supporting လုပ်ပေးတာလေးတွေဒီလမှာလုပ်တင်တယ်ကိုရဲ့ကန်လန်းချောင်းတွေပွင့်သွားမယ်ဘဝလန်းချောင်းတွေပွင့်သွားမယ်အခုနပြောသလိုကိုဘာလို့ရမလဲမသိဖြစ်နေတယ်ဆိုတော့အရာတွေကိုခွဲထွက်ရမှာလေဖောက်ထွက်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုအပြုတ်မှုအလုပ်ကလေးတွေလုပ်တင်တယ်လို့လီရောအကြံပေးခြင်းနဲ့ပေါ့နော်အဲ့တော့ဒီလို alignment တဲ့သွားပြီเนาะ okay ငါစိတ်တွေအများကြီးငါမတွေးတော့ဘူးငါအရင်ဆုံးလှုပ်ချင်တာတစ်ခုရွေးမယ်ဘာလှုပ်ချင်တာလဲအဲ့လှုပ်ချင်တာတစ်ခုငါရွေးပြီးတော့ငါဆုံးဖြတ်ချက်ချပြီးတော့ငါသွားမယ်เนาะငါတက်နေတဲ့လောက်ဖေးမကူညီမယ်ဘဝကျန်းခဲ့တဲ့သူတွေကိုဖေးမကူညီမယ်အစင်မပြေတဲ့လူတွေကိုဖေးမကူညီမယ်ဆိုရယ်စိတ်လေးနဲ့လမ်းကြောင်းပေါ်ရောက်သွားပြီဆိုတာနဲ့ဒီလတွေမှာကိုယ့်ကိုကူညီပေးမဲ့မိတ်ဆွေကောင်းတွေတွေ့ရတတ်ပါတယ်ဘယ်အလုပ်ကိုမဆိုနော်အလုပ်လျှောက်တာပဲဖြစ်ဖြစ်နိုင်ငံခြားသွားဖို့ကြိုးစားနေတာပဲဖြစ်ဖြစ်မိသားစုနဲ့ခွဲထွက်ပြီးတော့နေဖို့ကြိုးစားနေတာပဲဖြစ်နော်ကိုနဲ့အတိတ်တစ်ချိန်လုံးကပတ်သက်ခဲ့မှုတဲ့မိတ်ဆွေတငယ်ချင်းနော်ဒါမှမဟုတ်လေလူတူနော်ရင်းနှီးခဲ့တဲ့လူတူစီကအကူအညီလေးတွေရလာတတ်ပါတယ်တဲ့အဲ့တော့အဲ့ဒီအကူအညီရဖို့အတွက်အဲ့ဒီ key ကိုဖွင့်ဖို့အတွက်နော်အဲ့ဒီ solution ကိုရဖို့အတွက်ဖွင့်ရမယ်တော့အခုနလီကိုပြောတဲ့တော့ this is something like ငါဘဝကျန်းတယ်ဆိုပြီးမှငါသူများတဲ့နှက်ဆအောင်မြင်မှာဖြစ်တယ်အဲ့တော့ငါစူးစမ်းရမယ်ငါဖောက်ထွက်ရမယ်ငါသူများတွေပြောတဲ့စကားတွေငါနားထဲထည့်တာလို့မရဘူးတတ်နိုင်တဲ့လောက်ငါလိုမျိုးကွဲထွက်နေရလို့ခံစားနေရတဲ့သူတွေအစိမ့်မပြေတဲ့သူတွေငါကူညီမယ်ဆိုရယ်စိတ်မျိုးနဲ့ဒီလာတွေကိုဖြတ်တန်းမှာလို့လီကတော့အကြံပေးပြရစီ okay alright အဲ့တော့ဒီ group မှာလီခုနပြော Adra နဲ့ခက်စီးရယ်เนาะ6ကနန်းပိုင်ရှင်တွေတွေ့ရတယ် Gemini strong EM ဖြစ်တယ်ပေါ့နော် maybe rising moon or sun တခုခုမှာပါနိုင်တယ်ပေါ့နော် okay ဆိုတော့ဒီ group က
Your south node energy is Capricorn เนาะ Taurus Virgo တွေကဖြစ်နိုင်တယ် North node energy Rahu energy ကတော့ Gemini Libra Aquarius ဖြစ်နိုင်တယ်เนาะအဲ့တော့ Leo ဒီမှာScorpio လေးလည်းတွေ့ရပါเนาะ I think this Scorpio is a side message ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့เนาะအခုနပြောတဲ့ message လေးကိုတွေ့ရတယ်အဲ့တော့ငါးကနန်းစိုးမှုတယ်အရင် strong ဖြစ်တယ်ငါးကနန်းပိုင်ရှင်6ကနန်းပိုင်ရှင်8ကနန်းပိုင်ရှင်မိရဲ့ကိုပိုင်နံပါတ်ကန်ဂျမာနံပါတ်ဖြစ်နိုင်တယ်ဒီ message တွေနဲ့ပို match ဖြစ်နိုင်တယ်ပေါ့နော်ဒီ number ပိုင်ရှင်တွေကပိုပြီး match ဖြစ်နိုင်တယ် okay အဲ့တော့ဗုဒ္ဓဟူရာဟုသားသမီးတွေလေးကိုတွေ့နေရပါတယ်စနေသားသမီးတွေလေးကိုတွေ့တယ်ဗုဒ္ဓဟူရာဟုအရင် strong ဖြစ်တယ်เนาะအင်္ဂါသားသမီးတချို့လည်းပါနိုင်တယ်တဲ့เนาะ okay အဲ့တော့ဒါလေးကတော့ဒီ May 15 to June 15အတွက်ဒီ note answer တုံးလေးကိုရွေးထားတဲ့သူတွေအတွက်လက်ခံ message လေးဖြစ်ပါတယ် hope you enjoy it alright ဒီတစ်ခါ group 2ပေါ့နော်ဒီ note answer တုံး dice 2ကိုရွေးထားတဲ့သူတွေအတွက် May 15 to June 15တဲ့မိဘဝရဲ့ soul purpose ဘဝနေထိုင်နည်းလမ်းကြောင်းကဘယ်လိုရှိမလဲပေါ့နော်အဲ့တော့ဒါလေး naked reading လေးကြည့်လိုက်ကြမယ်ပေါ့နော် okay alright let's start the reading oh ကလေးဆွဲတောင်ဆွဲရသည်ခုံထွက်ခြင်းလေး okay alright okay အဲ့တော့ဒီ group ကိုစမယ်ဒီ group ကနံပါတ်1လီယိုမြင်တာ appearance အပြင်နှစ်ဖူးတွေပါကြီးကျဲတာတချို့ကျနှစ်ဖူးမောက်တာနှစ်ဖူးထင်ရှားတာနှစ်ဖူးတို့နှာခေါင်းပေါ့နှာခေါင်းတဲ့အဓိကနှစ်ဖူးနဲ့ဒီနှာတဲ့အရင်ပေါ့နော်အဲ့လိုနေရာမျိုးတွေထင်ရှားတာကြည့်လို့ကောင်းတဲ့သူတွေပါနိုင်တယ်ပေါ့နော်နှစ်ဖူးကျဲတယ်နှစ်ဖူးကကြည့်လို့လှတယ်အဲ့လိုမျိုးသူတွေပါနိုင်တယ်ပေါ့နော်အဲ့တော့ဘဝမှာငွေကြီးဖူလုံဖို့ပတ်စံရှာဖို့ပတ်စံအဓိကလို့တွေးရတဲ့သူတွေပါတယ်ပေါ့နော်တချို့ကြတော့အလှပကြီးရနဲ့ပတ်သက်တာမျိုးတွေ immigrant စိတ်ဝင်စားတယ်စုဆောင်းရတာတွေဝါသနာပါတယ်ဒီလိုလူမျိုးတွေပါနိုင်တယ်ဘဝမှာယင်းဒီကားတွေပိုင်ဆိုင်ဖို့အခွင့်အရေးတွေလည်းကိုယ်မှာအများကြီးရှိတယ်တချို့ဆိုလို့ရှိရင်ယင်းဒီကားတွေပိုင်ပြီးဆိုရင်တခုတည်းမကပိုင်တာမျိုးဥပမာပြင်ဆက်ဘိန်းတစ်စီးဆိုကိုယ်မှာဆက်ဘိန်း2စီးလောက်ရှိတယ်နော်ကားဆိုလည်းကား2စီးဒီလိုပေါ့ anyway ယင်းဒီကားတွေပိုင်ဆိုင်ဖို့အတွက်အခွင့်အလမ်းကောင်းတွေဘဝမှာအများကြီးရှိတယ်လီယိုဇော်ရက်ကတော့လာမတဲ့เนาะအဲ့တော့ဆီကလောလောဆယ်မှာတော့ကျွန်တော်စီမှာတော့စပိန်တစ်ကြီးတောင်မရှိသေးပါဘူးဆိုကိုမစူးစမ်းလို့ဖြစ်မယ်เนาะအဲ့တော့စူးစမ်းရမယ်ဘာလို့လဲဆို I see the opportunities တွေတွေ့ရတယ်เนาะတချို့ကြောင့်လည်းမြေအနေနဲ့ပိုင်ဆိုင်ရတာမြေတွေဘာတွေရတာမျိုးမြေရဖို့လွယ်တာပေါ့ကွာရင်းနေကားဆိုလွယ်နည်းနည်းလေးစူးစမ်းအထုလိုက်တာနဲ့ရတယ်အဲ့လိုမျိုးလေးတွေပေါ့เนาะဆိုလီယိုကလူသားတွေလေ action လိုတာပေါ့နော်ဒီတိုင်းထိုင်နေလို့ဘူးမှလာမပေးဘူးအဲ့တော့ကိုတိုင်းစူးစမ်းရမယ်เนาะအဲ့တော့ခွင့်ရင်းရှိတယ်အခွင့်အရေးတွေမြင်နေရတယ်လွယ်တယ်နော်လို့လီယိုကပြောပြလိုက်ပြီးဆို live လုပ်ဖို့ပဲကြံပါတော့ဗျအဲ့ဒါ live လုပ်ရမှာတော့ကိုတောင်းဝင်ပေါ့နော် okay အဲ့တော့ဘဝမှာဖူလုံမှု stability အရာအားလုံးတည်ငြိမ်ဖို့ stability security ပေါ့နော်ဒါတွေကိုပို့ပြီးတော့ focus ထားတဲ့သူတွေပါတယ်အလှပမှတ်တယ်နောက်တစ်ခုကကြတော့ချေရကိစ္စနဲ့ပတ်သက်လို့ရှိရင်အမြဲတမ်းအရှုပ်ရှင်းလေးပေါ်တတ်တယ်နော်အဲ့တော့ဒီ group ကအမှန်တကယ်တော့ note ကအခြေရေး reading တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီမှာ net cat စီအရာလီကပြောတာပေါ့နော်ဆိုတော့ခုနပြောသလိုပေါ့နော်အနှောက်သွားမလွတ်တဲ့သူတွေနဲ့သွားပတ်သက်မိတာတို့နောက်ကိုကမလွတ်မကင်းဖြစ်နေရဒီလိုမျိုးတွေပေါ့နော် story တွေကလေခဲထားပါတော့ဒါကြီးဖြစ်နိုင်တယ်ပေါ့နော် anyway ဘဝကအမြဲတမ်းအတက်ဖက်ကိုဥတည်တယ်အတက်ဖက်ကိုပဲသွားမှာကားတစ်စီးရှိ2စီးပအောင်လုပ်မယ်အိမ်တစ်လုံးရှိရင်အိမ်နှလုံးပအောင်လုပ်မြေကွက်ရှိရင်မြေနှစ်ကွက်ပအောင်လုပ်မယ်အဲ့လိုမျိုးလုပ်ဖို့လဲစူးစမ်းခြင်းနဲ့ motivation အပြည့်ရှိတဲ့သူတွေပါပါတယ်နော်ဒါမှဆို Leo Rohini နဲ့ Nashta Trap ပေါ့နော်ကြီးဆိုတာကိုတွေ့ရတယ်အဲ့တော့ Taurus energy ရန် strong ဖြစ်တာကိုပြရတယ်ပေါ့နော်ဒါပြည့်တာရာသီခွင်တွေလည်းပါနိုင်တယ်အဲ့တော့မိမိရဲ့ sun မိမိရဲ့ moon လက်စီနက်ခတ်ဆန်းစီနက်ခတ် or တနင်္ဂနွေဂျိုပေါ့နော်ဒါတွေက Rohini နက်ခတ်စီးနေတဲ့သူတွေပါနိုင်တယ်တဲ့ okay ဆိုတော့ကဲဘဝရဲ့ဖူလုံမှု stability security ပစ္စည်းဖြစ်စီရတယ်ဘယ်လိုမျိုးစုဆောင်းထိမ့်သိမ့်မလဲရှစ်ဆက်ပြီးကိုဘဝဘယ်လိုပုံဖော်မလဲကဲဒီလတွေမှာဘယ်လို message ရှိမလဲလီယိုနဲ့ဆက်ကြည့်မယ်ပေါ့နော်အဲ့တော့May 15 to June 15တွင် no message လေးဆက်ကြည့်မယ်
right okay thank you very much oh my gosh the reward is so big စီးပွားရေးလုပ်ချင်တယ်ကိုတူကိုထအလုပ်တွေလုပ်ချင်တယ်ဆိုကြလဲအသင်းဖွဲ့အောင်မှာလုံနေရတာစိတ်ကုံတာ corporate job မှာလုံနေရစိတ်ကုံရတာမျိုးရှိတယ်ဒါမှမဟုတ်လေအဲ့ဒီ corporate job ထဲမှာကိုကနေရတခုရချင်တယ်ကိုယ့်ရဲ့စကားတွေအောင်ချင်တယ်ဒီလိုလူမျိုးတွေပါတယ်ပေါ့နော်အဲ့တော့ you are always using your psychic power ပေါ့နော်ကိုယ့်ရဲ့ psychic power ကိုယ့်ရဲ့စိတ်စွမ်းအင်ပေါ့နော်ကိုယ်မှာအလိုလိုသိတယ်ဆိုတဲ့ဟာပေါ့အဲ့လိုအလိုလိုသိတယ်ဆိုတဲ့ဟာအရန်အသုံးချလွယ်တယ်တခါကျတော့လက်တွေ့ဆန်ဖို့ခတ်သွားတာမျိုးတွေရှိတယ်ဒီ group ကနော်လက်တွေ့ကြသုံးသက်ဖို့ခတ်သွားတာမျိုးတွေရှိတယ်တချို့ကျတော့လေစူးစမ်းတယ်ပြင်ပန်းလာတယ်ပြင်ရှော့ချသွားငါမလုံနိုင်တော့ပါဘူးလေဆိုပြီးတော့ကိုယုံကြည်ချက်တွေပျောက်သွားတယ်ယုံကြည်ချက်တွေပျောက်ဆုံးသွားတယ်လူတွေကိုမယုံတော့ဘူးငါဘယ်သူမှမယုံတော့ဘူးအဲ့တော့ငါဒီတိုင်းပဲလုံလက်စအလုပ်လေးကိုပဲမှီးလုံလိုက်တော့မယ်တော်ပြီးစီးပွားရေးတွေပါဆက်လုပ်လို့ရှိရင်အပိုပဲဆိုပြီးတော့ပြန် easily ပေါ့နော်ရှော့ကြတဲ့လူတွေလွယ်ကူကူနဲ့ပြန်ပြီးတော့လက်လျှော့ခြင်းတဲ့ energy လေးတွေကြီးစိုးနေတာတွေ့ရတယ်ကိုကအတက်ဘက်ကိုသွားကျင်တာလေကားတစ်စီးတော့နှစ်စီးပိုင်ကျင်တယ်မပိုင်သေးရင်ပိုင်အောင်ကြိုးစားမယ်မြေတစ်ခွက်ဆိုနှစ်ခွက်ပိုင်ကျင်တယ်အဲ့လိုမျိုးကိုမှ inner greed ရှိရလေအဲ့လိုဖူကိုရဲ့မိသားစုကိုအေးစစ်စစ်တိုက်တာအုံးရင်စအောင်မှကန်ခန့်လုံကြုံလေးထားခြင်းနဲ့အဲ့လိုစိတ်တွေရှိတော့ကိုကစူးစမ်းတိုင်းမှာဘဝမှာအမြဲတမ်းအတိုက်ခံနေလားလွယ်နဲ့မရဘူး။ Now တချို့လူတွေကအလုပ်လုပ်နေတဲ့အခါမှာကိုယ့်ရဲ့အလုပ် nature ကို highly competitive ဖြစ်တဲ့အလုပ်မျိုးအပြိုင်ဆိုင်အရမ်းများတာပေါ့ကွာเนาะကိုနဲ့စီးပွားဘက်ပြိုင်ဘက်တွေများနေရကိုနဲ့လုပ်ငန်းတူပြိုင်နေရတဲ့သူတွေများနေရနေရာတနေရာရဖို့အတွက်အများကြီးစူးစမ်းရတယ်အဲ့လိုမျိုးပေါ့လွယ်နဲ့မရတဲ့သူတွေပါလိမ့်မယ်အများနဲ့ဘဝဟိုတိုက်ပွဲဝင်နေရတာပေါ့ကွာအဲ့ခါကျတော့ you easily တခါကျ fed up ဖြစ်တာပေါ့စိတ်ကုန်တာပေါ့နော်ပြန်ပြီးမယုံတော့ဘူးသိရမှာအစားတော့ကောင်းမလို့နဲ့လက်တွဲပြီးတော့လှုပ်လာခဲ့တယ်အခုကျတော့လည်းမကောင်းတော့ဘူးเนาะလူတွေကမယုံရဘူးဆိုရယ်စိတ်မျိုးလေးနည်းနည်းကြီးစိုးနေအဲ့ဒါလေးနည်းနည်းလေးဖြောက်ရမယ်ပေါ့နော် yes you are using your instinct ကိုယ့်ရဲ့ psychic power ခုနပြောသလိုစိတ်ထဲမှာဒီလူကမကောင်းလားမသိဘူးလို့เนาะဒီလူနဲ့အလုပ်တွဲလုပ်လို့ရှိရင်အစင်မပြေလောက်ဘူးထင်တယ်လို့အဲ့ဒါမျိုးတွေကအဲ့ဒီစိတ်ဆွဲရင်းတွေကို apply လုပ်ရမယ်အဲ့တော့ဒီလမှာဘာလေးအကြံပြုလဲဆိုတဲ့အခါကျတော့စိတ်ကူးရင်နားလဲခြင်းမှာတဲ့เนาะဒါပေမဲ့အရန်ကြီး over idealize over imagination ပေါ့เนาะအရန်ကိုစိတ်ကူးတအားရင်သွားတာလဲအဆင်မပြေတယ်လို့ကိုလုံးနေရဲ့အလုံးမှာခုန highly competitive ဖြစ်နေအရန်ကိုအပြိုင်ဆိုင်များနေရဆိုရင်တဲ့ creativity တခုထည့်ရမယ်တဲ့เนาะအသစ်တော့ဖန်တီးမှုတွေကိုเนาะပြင်ဆင်ပြီးတော့ put လုပ်ရမှာเนาะ put လုပ်ရမယ်လူတွေကိုမျှော်လင့်ချက်ပေးရမယ်ဟုတ်ပေးနိုင်ရမယ်ကိုယ့်ရဲ့you're changing your dreams into reality အိမ်မက်တွေပဲပေးနေရမျိုးမဟုတ်ပေမဲ့လူတွေကိုဒီအိမ်မက်တွေကဘယ်လိုလုပ်ရင်တကယ်ဖြစ်လာနိုင်တယ်တော့ဆိုတဲ့message ကိုပေးရမှာအဲ့လိုမျိုးလေးလုပ်ပေးရမှာအဓိကကတော့ကိုမျိုးဖို့ပေါ့နော်ညံကိုမျိုးဖို့လိုအပ်တယ်နော်ကိုလုံနေရဲ့စီးပွားရေးမှာစိတ်ကူးလေးနည်းနည်း put လုပ်ဖို့နော်စိတ်ကူးစိတ်တန်ကောင်းလေးတွေထည့်ဖို့လိုအပ်တယ်တဲ့အဲ့တော့ idea တွေထုတ်ရလိမ့်မယ်နော်ဒီ May 15 June 15မှာ idea တွေထုတ်ရလိမ့်မယ်တချို့ idea တွေဟာ maybe ကြပြဆန်းလောက်ရတာမျိုးလေး romantic ဆန်းလေးလောက်ရတာမျိုးလေးရှိမှ customer ဘယ်လိုဆွဲဆောင်မလဲကိုယ့်ရဲ့ projects ကိုဝယ်ခြင်းလာအောင်ဘယ်လိုလုပ်မလဲ yeah something like that လी you know မင်းသိပါတယ်เนาะဒီ group ကိုကြည့်နေတဲ့သူတွေသိပါတယ်เนาะအဲ့ခါကျတော့ wow ငါ fight လုပ်ဖို့ပဲစဉ်းစားနေရဟုတ်တယ် yes your life is for fighting your life is to fight အဲ့တော့ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ life က fight လုပ်ရမှာเนาะလွယ်နဲ့မရဘူး fight လုပ်ရမှာဒါပေမဲ့ခုနပြောသလိုအဲ့လိုမျိုး highly competitive job ကိုလုပ်နေတဲ့သူတွေဆိုလို့ရှိရင်ကိုကနည်းနည်းလေး creativity ကောင်းတယ်ဉာဏ်ကောင်းတယ် customer စီကဘာလို့ခြင်း client တွေကဘာလို့ခြင်းလဲဆိုတော့စိတ်ကူးကောင်းလေးထည့်လိုက်မယ်ဆိုရင်မင်းရဲ့အလုပ်ကဟုန်တိုးတက်သွားလိမ့်မယ်တိုးတက်ဖို့အလားအလာအများကြီးရှိရရိုဟီနီနက်ခတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ okay
all right and then အဲ့တော့ဘယ်လို reward လာမလဲတဲ့လီယိုမြင်တဲ့ message ကအရန်လှရတယ်လားเนาะဆိုတော့ maybe ကိုယ့်ရဲ့စီးပွားရေးကိုယ့်ရဲ့လုပ်ငန်းလေးကတဲ့ local မှာပဲကျင်လည်နေရမျိုးဆိုလို့ရှိရင်တဲ့ you will be keep in touch with foreign overseas far-flung area ကိုယ့်ရဲ့မွေးရမြင်တဲ့ဝေးရဒေသကလူတွေနိုင်ငံရဲ့ခြားသူတွေကဘာတစ်ခုလုံးပတ်သွားတာပေါ့နော်ကဘာတစ်ခုလုံးပတ်သွားတယ်နိုင်ငံရဲ့ခြားလူတွေနိုင်ငံရဲ့ခြားမှာနေနေတဲ့သူတွေကိုနဲ့ time zone မတူတဲ့လူကနေဆိုသူကညကိုကညဆိုသူကနေအဲ့လို time zone မတူတဲ့သူတွေစီကနေ message တွေရလာလိမ့်မယ် if you are selling the products they will buy it they will order it from overseas ကနေနိုင်ငံခြားကနေကိုယ့်ရဲ့ products ကိုမှားတာကိုယ့်ရဲ့ပစ္စည်းကိုဝယ်တာကိုယ့်ရဲ့ service ကိုယ့်ရဲ့ professional service ဝန်ဆောင်မှုကိုဝယ်တာအဲ့လိုမျိုးတွေလုပ်လိမ့်မယ်အဲ့တော့local မှာခုနစီးပွားရေးလုပ်နေတဲ့အင်ဂျင်မီလုပ်တာပဲဘာပဲဖြစ်ဖြစ်ဖက်ဆက်လုပ်နေရဲ့အဆင်မပြေဘူးအမြဲတမ်းပြဿနာဖြစ်တယ်အမြဲတမ်းအတိုက်ခံနေနဲ့ပြီးတော့ဒီလူတွေနဲ့လမ်းခွဲရတယ်အဲ့လိုမျိုးဖြစ်နေရဲ့ဆိုလို့ရှိရင် local community မဲ့လုပ်မယ်ဆိုဖောက်ထွက်ကြည့်လိုက်နိုင်ငံခြားလူတွေနဲ့ချိတ်ဆက်ပြီးလုပ်ကြည့်လိုက်ပါတဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့so purpose လေး alignment တဲ့သွားမယ် reward လေလီကိုပြောတယ်လို့ဒီလာထဲမှာလာပါလိမ့်မယ်တဲ့ okay ဆို message လေးအရင်လှတယ်ပေါ့နော် okay အဲ့တော့လီကိုဒီမှာ rohini နဲ့ cat စီးရတွေ့ရတော့တောက်ကြသားသမီးအရန် strong ဖြစ်တာကိုတွေ့ရတယ်ပေါ့နော်တောက်ကြသားသမီးပါနိုင်တယ် okay အဲ့တော့တနင်္လာသားသမီးလီကိုတွေ့ရတယ်တနင်္ဂနွေသားသမီးလည်းလီကိုတွေ့နေရပါတော့တောက်ကြချက်သားပတိတွေတွေ့ရတယ်နော်အရန် strong ဖြစ်တယ် okay အဲ့တော့လေးကနဲ့အရန် strong ဖြစ်တယ်ငါးကနဲ့ strong ဖြစ်တယ်ရှစ်ကနဲ့ energy တွေ့ရတယ်ပေါ့နော်အဲ့တော့မိမိရဲ့ကိုယ်ပိုင်နံပါတ်နော်ဒါမှမဟုတ်လို့ရှိရင်လည်းကန်ချမာနံပါတ်9တွေလည်းပါနော်ကန်ချမာနံပါတ်9 or ကိုယ်ပိုင်နံပါတ်ဖြစ်နိုင်ပါတယ်တဲ့အဲ့တော့နေ့နယ်ကတောက်ကြတနင်္လာတနင်္ဂနွေချက်သားပတိ okay all right and then your south node energy is a Pisces to Cancer Scorpio ဒါဖြစ်နေ north node energy က Leo နော်မာကနခတ်နော် Leo တို့ Purva Falguni နော် Aries Sagittarius non node ဒါဖြစ်နိုင်တယ်ပေါ့နော် okay I see side message in the water sign နေ Cancer Scorpio Pisces placement တခုအနေနဲ့ပါနိုင်တယ် Sagittarius က already included ပေါ့နော် non node ထဲမှာပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ all right ကဲအဲ့တော့ဒါလေးကတော့ May 15 to June 15 အတွက်နော် not nakshatra soul purpose message ဖြစ်ပါတယ်ဒီ group 2 အတွက်ဖြစ်တယ်ပေါ့နော်အားလုံးနဲ့ resonate ဖြစ်မယ်လို့ယုံကြည်ပါတယ် hope you enjoy it all right ဒီတစ်ခါ group 3အဲ့တော့ဒီ not note answer တုံးလေးကိုရေးထားတဲ့သူတွေအတွက် dice 3တွေအတွက်ပေါ့ message ပေါ့နော် June 15 အထိပေါ့လေ May 15 to June 15 အထိ message မိဘရဲ့ soul purpose ဘဝနေထိုင်နေ message ကဘယ်လိုဖြစ်မလဲပေါ့နော်အဲ့တော့မသိသူကြော်သွားမယ်သိသူဖော်စားမယ်အဲ့တော့ naked not note reading ပေါ့လေရင်ဆုံးဒီလို naked energy လေးကြည့်မယ်နော် okay thank you so much wowဒီ group message ဘဝမှာလွယ်နဲ့အလျှော့မပေးတတ်တဲ့သူတွေအရှုံးမပေးတတ်တဲ့သူတွေပါပါတယ်ဒါပေမဲ့ကိုတယောက်တည်းအောင်မြင်ဘူးဆိုတာကြကိုကလေကိုယ့်ရဲ့အပေါင်းဖာလေးနဲ့ကိုယ့်ရဲ့အပေါင်းဖော်လေးနဲ့အဲ့လိုမျိုးအတူတူလက်တွဲပြီးတော့ partner ပေါ့နော်ကိုယ့်ရဲ့ဘဝလက်တွဲပုံနဲ့အတူတူအောင်မြင်ခြင်းနဲ့ကိုအောင်မြင်တာကို तू ကဘေးကနေဖြည့်ဆည်းပြီးတော့ကြည်ပြီးဝမ်းသာပေးတာဒါမှမဟုတ် तू အောင်မြင်တာကိုက तू အောင်မြင်အောင်ကိုကဘေးနားကနေဝိုင်းဝန်းပြီးတော့တွန်းတင်ပေးချင်တာဝိုင်းဝန်းပြီးတော့ပံ့ပိုးချင်တာအဲ့လိုစိတ်တွေရှိတဲ့သူတွေလုံးဝပါလိမ့်မယ်ပေါ့နော်အဲ့တော့အောင်မြင်အောင်လုပ်ကြမယ်ကွာငါတယောက်တည်းအောင်မြင်တာမျိုးမဟုတ်ဘူးငါတို့အတူတူစူးစမ်းမယ်ငါတို့အတူတူအောင်မြင်လုပ်မယ်မဆုံးမနစ်တော့ဇွဲလုံးလောက်ဝိရိယနဲ့စူးစမ်းတတ်တဲ့သူတွေပဲငါအရန်စူးစမ်းနေပါတယ်နော်ဆိုပြီးတော့လည်းပြတဲ့သူတွေမဟုတ်ဘူးနော်ဒီ group ကအရန်ထူးဆန်းတယ်နော်မလီငါအရန်နေလောက်ပြနေပါပြီဟဲ့ဆိုပြီးတော့လူလုံးဝမသိရအောင်လူလုံးဝမသိအောင်လုပ်တတ်တယ်နော် okay အဲ့တော့စီးပွားရေးဆိုလို့ရှိရင်ပြောပြမယ်ဒီ group ကအမြဲတမ်းတယောက်တည်းလုံးလို့မရဘူးသိလားအမြဲတမ်းတယောက်လိုတယ်အမြဲတမ်း partner လိုတယ်ကိုနဲ့ဆက်တူအတူတူတွဲလုံးမဲ့သူပုတ်ကိုတူ logo လိုတယ်နော်ဟာဆရာကြီးကျမတယောက်တည်းလုံးနေကျွန်တော်တယောက်တည်းလုံးနေကြည့်လိုက်ရေးရှိမရဘူး
အမြဲတမ်း partner လို့တယ်တခုခုလို့ကိုကတယောက်တည်းခုနာမဲ့ခံပြီးလုပ်နေရဆိုတော့ကိုကိုပန်ပိုးနေရဲ့ကိုရဲ့အဆွေခင်ဖို့ယောက်မင်းကလေးဆိုလို့ရှိရင်ကိုရဲ့လင်းယောက်ျားအမျိုးသားပေါ့နော်အမျိုးသမီးဆိုလို့ရှိရင်လည်းကိုရဲ့ခင်ပွန်းအမျိုးသားဆိုလို့ရှိရင်လည်းကိုရဲ့ဇနီးမယားဒီလိုမျိုးတယောက်တည်း you are not meant to be alone နော်အဲ့တော့okay ဆိုတော့လွယ်လွယ်နဲ့လက်မလျှော့တတ်ဘူးအများကြီးအောင်မြင်တတ်တဲ့အောင်မြင်အောင်ကြိုးစားတတ်တဲ့သူတွေတွေ့ရတယ်ပေါ့နော် okay အဲ့တော့ဘယ်လိုပြောမလဲ Mary ဖြစ်တဲ့ဒီ Sean အရန်ကိုလေညစ်ပတ်နေတဲ့ဒီ Sean ကြားထဲမှာပေါက်ပွားလာတဲ့ဂျာပန်လေးလိုပဲကိုယ့်ရဲ့ life ကလေအဲ့လိုလေးတွေးသလားနော်လုံးဝ Mary area ဆိုတော့ကသူများတွေကဘာဒီနေရာမှာအလုံးမလုံးဘူးပေါ့နော်ဒီလုံးလို့မဖြစ်ပါဘူးဒီမြေမှာထုံရက်ဆိုင်ပြိုးလို့မအောင်မြင်ဘူးဒီမြေမှာထုံရက်ဆိုင်ပြိုးရင်ရှုံးမှာပဲဘာအသီးမှမဟုတ်ဘူးဆိုကိုကအဲ့လိုနေရာမျိုးရွေးပြီးတော့လုပ်တာအဲ့ဒါလားတချို့ရင်ရှိရနော်ဒီစီးပွားရေးကအရန် risk များရနော်အခုကာလမှာဒီစီးပွားရေးမျိုးကိုလုပ်ရင်တော့ပြတ်နိုင်တယ်ဘယ်သူမှမလုပ်ဘူး desert လုပ်ထားရဆိုအဲ့လို desert လုပ်ထားလူတွေ desert တက်လုပ်ထားတဲ့အလုံးမျိုးကိုမှရွေးပြီးတော့လုပ်တာအဲ့လိုလုပ်ပြီးတော့အောင်မြင်အောင်လုပ်တာပေါ့နော်အဲ့တော့လွယ်နဲ့လက်မလျှော့တတ်တဲ့သူတွေပါပါတယ်okay အဲ့တော့လီယိုကြည့်ရ not no group အားလုံးကခက်ခဲတဲ့သူတွေအကုန်လုံးကအခက်ခဲတွေပဲเนาะနက်ခက်အနေနဲ့ကြည့်ပြန်တော့လေခက်ခဲချိုးချိုးနက်ခက်မှာမခက်ခဲဘူးသို့တော့ဒါကိုယ့်ရဲ့ဘဝလမ်းကြောင်း life purpose မှာခက်ခဲတယ်ဒီလတွေမှာနည်းနည်းလေးခက်ခဲတယ်အဲ့လိုပုံစံမျိုးပေါ့เนาะအနုရာဒနက်ခက်စီးနေအောင်တွေ့ရတယ်အဲ့တော့မိမိရဲ့လက်နော် rising or sun or moon ပေါ့နော် sun စီးနက်က sun ရှင်နက်ကဒါကြီးဖြစ်နေတာဒါတော့ bearing core တွေပါastrology theory တွေဒါကြီးတက်တဲ့သူတွေကြည့်နေရဆိုရင်တော့နားလည်ပါလိမ့်မယ်ကိစ္စမရှိပေါ့နော်ဒီဥစ္စာလေးနားမလည်လည်းပြဿနာမရှိပါဘူး okay အဲ့တော့ tarot ကဘာပြမလဲကြည့်မယ်ပေါ့နော် right okay message လေးအရင်လှတာပဲ oh my gosh message လေးလည်းလှကတ်တီလည်းလှ okay all right okay ကဲအဲဒီကိုစပြီးပြောပြမယ်အဲ့တော့ဒီ group ကခုနကပဲလှုပ်ချင်တာတွေများတယ်ဘဝမှာတခုခုစလုပ်တော့မယ်ဆိုလို့ရှိရင်ဘယ်ဟာလုံးလုံးရမလဲမသိဘူးဆိုပြီးစဖြစ်တဲ့သူတွေပေါ့ဟိုဟာလည်းလှုပ်ချင်တရားလို့ခုနပြောသူလူတွေ desert လှုပ်ထားတဲ့ဥစ္စာကြီးများနေရယ် risk တွေများနေခါကြဒီ risk အများကြီးတွေကမှဘယ်ဟာကိုရွေးပြီးလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့တိုင်ပတ်တာပေါ့နော်တချို့တွေကအရန်ကိုစိတ်ရှုပ်လွယ်တဲ့သူတွေပါလိမ့်မယ်နော်စိတ်ရှုပ်လွယ်တယ်တခုခုဆိုလို့ရှိရင်စိတ်ကူးအားရှင်ပြစ်လိုက်တယ်ပေါ့မဖြစ်နိုင်တာဒီကောဖြစ်နိုင်တာဒီကောထဲဝင်စိတ်နစ်ပြီးတော့ mad passion ပေါ့ this is a Scorpio energy everything it's matching အကုန်လုံးကဒီမှာ match ဖြစ်နေရအောင်เนาะကြောက်စရာကောင်းလာအောင်တွေးရတယ် okay အဲ့တော့ very လွယ်နဲ့ပေါ့เนาะတခုခုစလုပ်ပြီးဆိုတာနဲ့okay ငါဒါဆိုပြီးတမ်းမသိဘူးပေါ့เนาะဟာငါတခုခုရွေးရမယ်ငါဘယ်ဟာကိုအရင်စကင်ရမယ်အမိကင်ရမလားခေါင်းကင်ရမလားအဲ့လိုမျိုးမသိဖြစ်တတ်တဲ့သူတွေပါပေါ့တေချာလို့တော့ event partner ရွေးတာဆိုဘယ် partner ရွေးကိုယ့်ရဲ့ယောက်ျားကိုယ့်ရဲ့မိန်းမပေါ့နော်အမျိုးသမီးဆိုလဲကိုယ့်ရဲ့အမျိုးသားဆိုလဲကိုယ့်ရဲ့အမျိုးသမီးဇနီးပေါ့နော်ငါဘယ်ဟာကိုသူနဲ့အတူတွဲလုံးဒါမှလည်းငါတခြား partner အသစ်ပေါ့နော်ဒါစီးပွားဘက်အသစ်ရှာမလားအဲ့လိုမျိုးတိုင်ဖက်နေတာမျိုးပေါ့နော်အဲ့လိုမျိုးတွေခဏဖြစ်လွယ်နောက်တစ်ခုကဘဝမှာလှုပ်ချင်တဲ့ကိစ္စတွေတစ်ခုတည်းမကပေါ်ပေါက်တတ်တယ်တခုတည်းမကပေါ်ပေါက်တာလည်းကောင်းလားဆိုတော့မကောင်းဘူးဘာမကောင်းလဲဆိုတော့လူတွေကအားလုံးကိုတပြိုင်နက်တည်းမှမလုံနိုင်လူသားဖြစ်တဲ့အတွက်ကြောင့်မလို့လေဆိုတော့တခုခုကိုဇောက်ချပြီးလှုပ်တော့မှအောင်မြင်မှဖြစ်တဲ့ခါကျအဲ့ခါကျလို့ရှိရင်ငါဘာလုပ်ရမလဲဆိုပြီး confuse ဖြစ်တယ်ဆိုတော့အဲ့ energy လေးဒီလာတွေမှာကြုံရတတ်တယ်you have to choose one တခုခုကိုတော့မြည်ရွေးလိုက်တဲ့အရန်ကြီးကြာနေလို့တော့မကောင်းဘူးတဲ့
နော်တခုခုရွေးလိုက်ဖို့ပဲလို့ရွေးလိုက်ပြီးတော့လှုပ်လိုက်ဖို့လိုတယ်ပေါ့ကွာအဲ့ဒါတခုပြောတယ် and then အခုနပြောတယ်နော်ဒီ group ကလေ hang ကိုတက်တယ်ခုနကစိတ်တွေရှုပ်ကိုယ့်ရဲ့စိတ်ထဲမှာဒါလိုချင်တာတွေတောင်းတတာတွေမဖြစ်သေးတာတွေများနေတာမျိုးတွေစိတ်ဆန္ဒတွေများနေတာမျိုးရှိမှကြလူတွေရှိမှကြကိုကအမေတည်ငြိမ်သူရင်းချက်သူပေါ့နော်အများကြီးလူတွေကိုနှိမ့်သိမ့်ဆွေးနေပြီကိုယ့်ရဲ့စိတ်ရှုပ်နေတဲ့mentality confused ဖြစ်နေတဲ့ mentality ကိုလူတွေကိုချမပြဘဲနဲ့လူတွေရဲ့အရှုပ်ထုတ်တွေကိုကဖြည့်ရှင်းနိုင်တယ်ဥမာအဖြစ် married counseling နေပါလေ married counselor အိမ်တောင်ရင်ပြဿနာဘာညာအချစ်သူကိစ္စချေးလီယိုလိုပေါ့ဒီ love therapy တဲ့ counseling လုပ်တယ် consultation တွေလုပ်တယ်အဲ့လိုလူတွေပါနေလိမ့်မယ်တဲ့လားเนาะအဲ့ကကြတော့ပြောပြမယ်ဒီ reading ကိုကြည့်နေတဲ့ tarot reader အစ်စ်ကလေးတွေ newbie လေးတွေเนาะပညာအခုမှစတင်တဲ့သူတွေလီယိုစီမှာလာကြည့်နေတဲ့သူအများကြီးရှိရလီယိုသိတယ်အဲ့တော့လီယိုအကြံလေးပြုမယ်နော်ဒါမင်းတို့ဘဝကောင်းမှုအတွက်အောင်မြင်မှုအတွက်ပေါ့နော်အဲ့တော့ love reading များလုပ်ပြီး love reading များလုပ်ပြီးအခြေအရနဲ့ပတ်သက်ပြီး marriage counseling ဒါသင်တန်းတွေလည်းတက်ပေါ့ကွာကိုလေ့လာပေါ့နော်အိမ်တောင်မြေအခြေကိစ္စတွေဘယ်လိုကင်တွယ်ရရလဲနော် love language တွေဆိုတာဘာတွေရှိရလဲဘယ်လိုမျိုးလူနှစ်ယောက်မတူညီရဲ့ဘဝနှစ်ခုပေါင်းဆက်မယ်ဆိုဘယ်လိုအဆင်ပြေအောင်ပေါင်းဆက်မလဲအဲ့ဒါတွေသင်တန်းတွေရှိပါတယ်သင်တန်းမဟုတ်ရင်တော့စာအုပ်တွေဖတ်ကွာအခြေနဲ့ပတ်သက်တဲ့ English book တွေဖတ် literature တွေဖတ်ဘာလို့လဲဆိုကိုကအဲ့ဒါတွေလူတွေကိုကူညီပေးရမှာနှစ်သိမ့်ပေးရမှာအဲ့လိုအလုပ်လုပ်နေတဲ့သူတွေပါလိမ့်မယ်တချို့လည်းအဲ့ဒီအလုပ်ကိုသွားဖို့အတွက်ခြေလမ်းပြင်နေတဲ့သူတွေပါလိမ့်မယ်เนาะဆိုတော့ just go ahead စီးပွားရေးလုပ်နေတဲ့သူတွေတော့ကကြည့်မယ်ဆိုလို့ရှိရင် partnership တယောက်တည်းမလုပ်နဲ့ okay အဲ့တော့ဘာလို့လဲ the biggest challenge is money ပတ်စံလိုတယ်အရင်းနှီးငွေကြီးအဲ့လိုအရင်းနှီးငွေကြီးထုတ်ပေးမဲ့သူလိုတာကိုလုံးချင်တဲ့အလုံးနဲ့ပတ်သက်ပြီးရွှေကိုမှရှိရစုဆောင်းတာရွှေရောင်းရမှာလားကားရောင်းမြေရောင်းမှာအဲ့တခုကွာရင်းနှီးပြေးလိုက်ရတာမျိုးရှိလိမ့်မယ်နှမျောနေလို့တော့မရဘူးတဲ့ကိုတကယ်အကောင့်ထဲပေါ်ခြင်းနဲ့ရှေ့ဆက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ရင်းနှီးမြုပ်နှံမှာရှိမယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ်အရင်းနှီးထုတ်ပေးမဲ့သူမျိုးရှားတတယ်နော်အဲ့တော့လေtoxic ဖြစ်နေတဲ့ relationship toxic ဖြစ်နေတဲ့ pattern တွေအဲ့လိုမျိုးဘဝမှာခဏ repeat ဖြစ်နေတာပေါ့နော်ဒီလူပဲကိုစီကိုရောက်လာတယ်ကောင်းလားဆိုတော့လည်းမကောင်းဒီဆက်ဆံရေးတစ်ခုမှာပဲchain က break လုပ်လို့မရပေါ့နော်အမြဲတဝဲလဲဖြစ်ပြီးတော့လေဒုက္ခရောက်နေတဲ့သူတွေရှိရနော်အလုပ်ပြက်အကင်ပြက်အစားပြက်ကွာကိုအလုပ်လုပ်နေရတဲ့ပတ်စံရဒါတွေလည်းမိနေတယ်ဘဝမှာကျန်းမာနေရတာမိနေရဲ့ဒီအချစ်နဲ့ပတ်သက်ပြီးရီးစားပူမိနေရပေါ့ကွာအလွယ်ပြောမှဆိုရီးစားပူမိနေအပူတော့ကအိမ်တော်ရင်းနဲ့ပတ်သက်ပြီးအပူတော့ကမိနေတဲ့ဟာမျိုးတွေအဲ့လိုမျိုး consultation မျိုးတွေအဲ့လိုမျိုးတွေကူညီပေးရမှာမင်းက universe က reward ကြီးမပေးလိမ့်မယ်okay အဲ့လိုသူများကိုကူညီပေးလိုက်ခြင်းကိုကတော့အဲ့ဒီ counseling အလုပ်တွေမလုပ်ဘူးဆိုရင်တော့မှပြဿနာဖြစ်နေတဲ့လီမီယာတခုပေါ့ကွာစီးပွားရေးနဲ့ပတ်သက်ပြီးတော့ love ပေါ့ couple ပေါ့ဂျားတော့မဝင်ကောင်းပေါ့နော်ဒါပေမဲ့ professionally ကိုလိုလာနဲ့အကြံဉာဏ်တောင်းတာမျိုး advice ပေးတာမျိုးကိုကလည်းတစ်ဖက်လူကိုအကြံဉာဏ်ပေးလို့ရမယ်အခြေအနေမျိုးဆိုရင်တော့ပြီးပေါ့ဂျားတွေဆိုတာအရင်ကြီးဝင်လို့တော့မကောင်းဘူးမှန်တယ်လက်ခံတယ်ဒါပေမဲ့ professionally ကိုယ့်ရဲ့အကြံဉာဏ်ကိုလိုချင်လို့အကူအညီလာတောင်းတာဆိုရင်တို့ကြားတဲ့မဝင်လို့မရဘူးလေလီရိုဆိုလဲဒါ love tarot တို့ဘာလို့ဖတ်ပြီးနေရတာပဲလေ personal reading မှာဟုတ်တယ်မလားအဲ့တော့စီးလေးတစ်ခုထားပြီးတော့အကြံပေးကြည့်ပါကိုယ့်ရဲ့ဘဝမှာခက်ခဲနေတယ်တို့လွတ်မြောက်ဖို့ခက်နေတယ်တို့ချက်တဲနေတယ်ဆိုရယ်ကိစ္စလေးတွေလွတ်မြောက်သွားလိမ့်မယ်အခုနဟောအရင်းနှီးပြောင်းနေတယ်ဆရာအရင်းနှီးလိုတယ်ပတ်စံလိုတယ်ဆိုရယ်ငွေကြီးလဲဘုတ်ခနဲဆိုပြီးတော့ရောက်လာလိမ့်မယ်တဲ့ okay စူးစမ်းကြည့်ပါလမ်းကြောင်းမှန်အောင်နော်စူးစမ်းကြည့်ပါစိတ်တအားကြီးအရှုံးမခံနဲ့တခုခုမြန်ဆန်လှုပ်ချနော်ကိုယ့်ရဲ့ power ကပါလေဒီဘဝရဲ့ soul purpose ကနှစ်သိမ့်ဆွေးနွေးပေးခြင်းပဲစိတ်ရှုပ်နေပြီးတော့အရန်နေရွတ်တွားနေသူကိုယ်စီလာလို့ရှိရင်လာခဲ့ဘာတွေစိတ်ရှုပ်နေရတော့ငါ့ကိုပြောငါလုပ်ပြီးမယ်ဒီလိုဖြစ်နေရမယ် okay so message လေးအရင်လှပါတယ် alright အဲ့တော့ဒီ group ကလေးနုရာဒါကိုတွေ့ရပါတော့ဆိုတော့ကကြ Scorpio energy strong ဖြစ်တယ်အဲ့တော့ Shikanan energy strong ဖြစ်တယ်အင်္ဂါသားသမီးတွေအများစုပါနိုင်တယ် okay alright အဲ့တော့ yes အင်္ဂါ energy strong ဖြစ်တယ်ပေါ့နော်တနင်္လာ maybe တနင်္လာလည်းပါနိုင်အဲ့တော့တနင်္လာအင်္ဂါ okay and then the တောက်ကြသားသမီးလည်းပါနိုင်တယ်ပေါ့နော်တောက်ကြသားသမီးစနေသားသမီးလည်းလီကိုတွေ့နေရတယ်ပေါ့နော်ဒီနေ့နဲ့အရင်တော့အဓိကတော့မကြဘူးကနန်းပေတာအရာဆိုရှစ်ကနန်း energy strong ဖြစ်တဲ့တစ်ကနန်းပိုင်ရှင်နီနော်
6ကနန်းပိုင်ရှင်နေ9ကနန်းပိုင်ရှင်နေကြီးဆိုတဲ့မိရဲ့ကိုပိုင်နံပါတ်ဒါမှမဟုတ်ကင်ဂျမာနံပါတ်ဖြစ်နိုင်တယ်ပေါ့နော် zodiac sign solution လေးကိုခုနတွေ့ Scorpio energy ရန် strong maybe ကိုယ့်ရဲ့ south node က Cancer Scorpio Pisces ဖြစ်နေတယ် north node ကလည်းအရန်ထူးဆန်းတယ် water sign Cancer Scorpio Pisces energy strong ဖြစ်တယ်ပေါ့နော် side message အနေနဲ့ side zodiac sign တွေကတော့ earth sign တွေ Taurus Virgo Capricorn နော်ဒီ energy လေးတွေပါတဲ့သူမျိုးတွေဖြစ်နိုင်တယ်ဒီ message နဲ့ပို့ပြီးတော့ match ဖြစ်နိုင်တယ် scenario ယူရင်ကိုင်ယူလို့ရတယ်နေနိုင်မပါလို့ဆိုပြီးတော့အရင် fee မတက်ပါနဲ့ comment တွေအရင်တွေ့ရပါတော့เนาะအဲ့တော့နေနိုင်ကြီးအရင်ကိုင်နေစရာမလိုဒါလေးကိုတွေ့ရဟာလေးကိုပြောပြတာ okay alright အဲ့တော့ဒါလေးက May 15 to June 15အတွက်ပေါ့เนาะဒီ not no answer တုံးလို့ရေးထားတဲ့သူတွေအတွက် so purpose message လေးဖြစ်ပါတယ် hope you enjoy it okay အဲ့တော့လီယိုလာလိုက်တစ်ဆက်ပြီးနေကြ reading ဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံး enjoy ဖြစ်မယ်လို့ယုံကြည်ပါတယ်เนาะအဲ့တော့လီယိုနဲ့ personal consultation ပေါ့เนาะဒီလိုပုံစံမျိုးလေးဒီလိုအခင်းချင်းမျိုးလေးနဲ့ personally ဆွေးနွေးခြင်းနဲ့ဒီလို card reading လေးလုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ non-note package ဆိုတာလေးယူလို့ရတယ်ပေါ့เนาะ non-note package ဆိုတာလေးဝယ်ယူပါတကယ်လို့များကိုကမွေးဖွားခြင်းအတိအကျသိရှိတဲ့ဘဝတစ်ခုလုံးရဲ့ blueprint ပေးလွှာလေးကိုဖတ်ခြင်းနဲ့သိခြင်းနဲ့ဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်တော့Soul Mission Package ယူပါ Soul Mission Consultation မှာဒီအသေးစိတ်ဆွေးနွေးရဲမွေးဖွားခြင်းအတိအကျသိရှိဖို့လိုအပ်ပါတယ် Package လေးကတော့ waiting time လေးတော့အနည်းငယ်စောင့်ရတတ်ပါတယ်အဲ့တော့Leo Facebook page Messenger chat box ပေါ့နော်အဲ့ဒီကနေတစ်ဆင့်စုံစမ်းမေးမြန်းပြီးတော့ booking appointment ယူလို့ရပါတယ်တခြားသောရရှိနိုင်တဲ့ available packages တွေကိုတော့ Leo video ရဲ့ description box မှာရေးပေးထားမှာဖြစ်တယ်ဒီမှာဝင်ပြီးတော့ဖတ်ကြည့်ပါအဲ့တော့ Leo ရဲ့ YouTube channel နဲ့ Facebook page ကိုလည်း like share subscribe လုပ်ဖို့မေ့ပါနဲ့အောင်နော် okay အဲ့တော့ဒီဗီဒီယိုလေးကိုဒီ May 15 June 15အတွက်ဗီဒီယိုလေးကိုဒီနားမှာပဲ Leo တို့အဆုံးသတ်လိုက်မယ် okay အဲ့တော့ Leo တို့နောက်ထပ်လာတွေမှာထပ်တွေ့ကြမယ်နော် have a nice day to you all take care and bye bye